အိမ်ထောင်ရှင်မတဲ့ခေါင်းစဉ်ကဟိုတနေ့ကအိမ်တော်ဦးစီးအကြောင်းလေးဟောတဲ့အခါကျတော့တချို့တကကြီးတွေကမြတ်မြတ်တတ်ဖြစ်အောင်အိမ်တော်ရှင်မအကြောင်းမှာဟောပေးပါဆိုလို့အိမ်တော်ရှင်မတွေရဲ့ပြည့်စုံနေရမယ့်အရေးချင်းတွေကိုထပ်ပြီးတော့ဟောပြလိုက်ရပါတယ်အဲ့ဒါတွေကတော့နံပါတ် 1 emotional support စိတ်သက်ခိုင်မာအောင်အနောက်ကနေတွန်းအားပေးရမယ်တဲ့အိမ်တော်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာကိုယ့်ရဲ့လင်သားပေါ်မှာအပြည့်အဝယုံကြည်နေရမယ်အပြည့်အဝထောက်ခံမှုကိုပေးနေရမယ်ဘယ်လိုဘယ်အချိန်ဘယ်နေရာမှာပဲဖြစ်ဖြစ်ကိုယ့်လင်သားအတွက်အမျိုးသမီးဆိုတာခွန်အားဖြစ်နေရမယ်နောက်ဆုံးကုန်းကောက်စရာမရှိအောင်ဆင်းရဲသွားပါစေကိုယ့်လင်သားပေါ်မှာအားပေးမှုမလျော့ရဘူးဘယ်သူမှကိုယ့်လင်သားကိုအားမပေးခြင်းနေကိုကတော့အားပေးရမယ်ဘယ်သူတွေဘယ်လိုရှုံချပါစေကိုကမရှုံချရဘူးဒါမှသာအိမ်အောင်ရှင်မကောင်းလို့ပြောရမယ်နော်ဘုံဖတ်ဘူးတဲ့စာလေးတစ်ခုမှဆိုရင်အဲ့လူကရုပ်ကလည်းဆိုးဘယ်နေရာမှအဆင်မပြေဘူးအလုပ်လုပ်တာကအဲ့ဒီလူတွေကသူ့ကိုအမြဲနှိမ်နေအလုပ်လည်းကောင်းကောင်းမရဘူးပေါ့အဲ့လိုဖြစ်တော့စိတ်ဓာတ်တွေကျနေတာပေါ့သူစိတ်ဓာတ်ကျနေတဲ့အချိန်မှာသူ့ဘေးနားမှာကမိန်းမကခွန်အားတွေဖြစ်အောင်ပြောပေးတယ်ငါယောက်ျားတော်တာငါအသိဆုံးပါငါယောက်ျားအရေးချင်းရှိတာငါအသိဆုံးပါလို့ပြောတော့ယောက်ျားလည်းခွန်အားတွေဖြစ်ပြီးကြိုးစားလိုက်တာတထေးဖြစ်တဲ့အထိပဲတဲ့ဆိုလိုတာကအားပေးဖို့ပါနော်နံပါတ် 2 maintain the merit အိမ်တော်ရေးကြာရှည်စွာတည်မြဲအောင်ဆွမ်းဆောင်နိုင်ရမယ်တဲ့အိမ်တော်ရေးတစ်ခုနှစ်ပေါင်းများစွာတည်မြဲဖို့ဆိုတာအိမ်တော်ဦးစီးတယောက်တည်းကောင်းနေုံနဲ့မရဘူးအိမ်တော်ရှင်မလည်းကောင်းဖို့လိုအပ်တယ်တယောက်ကကောင်းပြီးတယောက်ကဆိုးနေအဆင်ပြေမှာမဟုတ်ဘူးတချို့မျိုးသမီးတွေကလင်သားဘလောက်ကောင်းကောင်းအကောင်းမမြင်တတ်တဲ့အမျိုးသမီးတွေရှိတယ်လင်သားကိုဆဲဆူဆူပူပြီးမရှိရှိတဲ့ပြဿနာကိုရေးကြီးခွင်ကျလှုပ်ပြီးပြဿနာရှာတတ်တဲ့သူတွေရှိတယ်ပြဿနာဖြစ်ပြီးဆိုရင်လူသိရှင်ကြားအော်ဟစ်ဆဲဆူကိုယ်နေညာရှေ့ညာအော်ဟစ်နေတဲ့သူတွေရှိတယ်အဲ့လိုဖြစ်တော့လင်သားကမခံနိုင်ဖြစ်ပြီးထပြီးထိုးကြိတ်ပစ္စည်းတွေရိုက်ခွဲပြီးရင်ရက်တွေမူးယူပြီးကျန်းတော့ဘသူတွေဆုံးရှုံးတယ်လဲဆိုတော့ကိုယ်တွေပဲဆုံးရှုံးရတာပေါ့ပြီးရင်ကွဲကြပြဲကြနဲ့ကြားလို့မကောင်းတာတွေဖြစ်ကြရတယ်ဒါကြောင့်ဒါမျိုးတွေလုံနေပြီဆိုရင်လည်းအိမ်တော်ရှင်မကောင်းလို့ပြောလို့မရဘူးနော်နံပါတ် 3 faithfulness loyalty တဲ့သစ္စာတရားကိုလက်ကင်ထားရမယ်တဲ့ဒီအချက်ကအိမ်တော်ရေးမှာအရေးကြီးဆုံးအချက်ပဲတယောက်နဲ့တယောက်လက်ထပ်ပြီးဘဝတည်ထောင်ကြတယ်ဆိုတာဟာတယောက်ကိုတယောက်ယုံကြည်ကြလို့ဖြစ်ပါတယ်ကိုယ်နှုတ်စိတ်သုံးပါးလုံးယုံကြည်ရလို့ဘဝပေးပြီးပေါင်းကြတာပေါ့အဲ့လိုယုံကြည်တဲ့အရာကိုလည်းတန်ဖိုးထားပြီးထိမ့်သိမ်းရမယ်ကိုယ်လင်သားပေါ်မှာဖောက်ပြန်မှုတွေမပြုရဘူးဖောက်ပြန်တဲ့နေရာမှာကိုယ်နဲ့လည်းမဖောက်ပြန်နဲ့စိတ်နဲ့လည်းမဖောက်ပြန်နဲ့နှုတ်နဲ့လည်းမဖောက်ပြန်နဲ့တချို့မျိုးသမီးတွေကကိုယ်နဲ့တော့မဖောက်ပြန်ကြဘူးစိတ်နဲ့ဖောက်ပြန်နေတာတွေရှိတယ်တချို့ဆိုရင်မင်းသားချောချောကောင်လေးချောချောတွေ့ရင်ပါဇက်ကမနေနိုင်ဘူးပြောလိုက်ရမှကျင်တဲ့သူတွေရှိတယ်တချို့ကဒါကိုဖောက်ပြန်တာမဟုတ်ဘူးလို့ထင်တတ်ကြတယ်နော်ဒါဖောက်ပြန်မှုဖြစ်လာစေမဲ့လမ်းစာပဲအခုခေတ်ကိုကာမပိုင်ရှိရသားနဲ့ဟိုမင်းသားကြက်ရတာနဲ့ဒီမင်းသားကြက်ရတာနဲ့ဖန်ခဲတွေရှိတယ်နော်ဒါဟာလည်းအိမ်တော်ပြကြောင်းတစ်ခုပဲနံပါတ် 4 household management အိမ်မှုကိစ္စတွေကိုကျွမ်းကျင်စွာစီမံခန့်ခွဲနိုင်ရမယ်တဲ့ဒီချက်ကတော့ထူးထူးတွေပြောစရာမလိုပါဘူးနော်မြန်မာမျိုးသမီးမှန်ရဲ့အိမ်မှုကိစ္စပိုင်နိုင်ရမယ်ဆိုတာကိုလူကြီးမိဘတွေကသင်ကြားထားပြီးသားပါအိမ်ရဲ့စားရေးဝေးနေရေးဓာတ်တွေဟာအိမ်အောင်ရှင်မနဲ့အကုန်သက်ဆိုင်တယ်အချို့မျိုးသမီးတွေကဟင်းအောင်ကောင်းကောင်းမချက်တတ်ကြတာတွေရှိတယ်ဝတ်တော်လည်းချုပ်မနေပါဘူး ready made ဝတ်လိုက်တာပဲနေတော်လည်းခေါင်းနဲ့ထဲ့မနေပါနဲ့ကြောတခင်းစားရရင်ပြီးတာပဲဆိုပြီးတော့အိမ်နေငှားနေကြတယ်အိမ်မှုကိစ္စကိုမကျွမ်းကျင်တဲ့အမျိုးသမီးကိုလက်ထပ်မိတဲ့အမျိုးသားဟာများတဲ့နှစပိုးပြီးတော့ပင်ပန်းနိုင်တယ်အလုံးလုံးရတာပင်ပန်းတာကတစ်မျိုးအိမ်ရောက်တော့ပကံလည်းစိတ်မထား
လည်းမချက်ထားအင်ကြီးလေးတောင်ခောက်ပေးဖို့မရဘူးဆိုရင်ပိုးပြီးတော့စိတ်ရှုပ်ထွေးရတယ်ဒါဆိုရေရှိမှဒီအိမ်တော်ကြီးဟာတည်မြဲဖို့မလွယ်ဘူးနံပါတ် 5 Financial Management ဝေကြေးကိုပညာရှိရှိသုံးစွဲတတ်ရမယ်တဲ့ဒီအချက်ကတော့အိမ်တော်ကြီးမှာအလွယ်မတမ်းမှအရေးကြီးတဲ့အချက်တစ်ခုပဲဝေကြေးကိုပညာပါသုံးစွဲတတ်မှသာလျှင်မိသားစုကချမ်းသာနိုင်မယ်အမျိုးသမီးဖြစ်တဲ့အိမ်တော်ရှင်မဟာငွေကြေးကိုလျက်ပေါ်လော်လီလုံးမပြရဘူးစနစ်ကြရတယ်အမျိုးသားဆိုတဲ့အမျိုးကများသောအားဖြင့်ရလာတဲ့လစာတွေကိုအမျိုးသမီးကိုအပ်ကြတာများပါတယ်အဲလိုအပ်လာပြီဆိုရင်သုံးတင်တာကိုသုံးသိသိတင်တာကိုသိသိရမယ်အပေါ်ဝင်ငွေဘလို့ရအောင်လုပ်ရမလဲဆိုတာကိုနားလည်ထားရမယ်ငွေစုတတ်တဲ့အကျင့်ကိုလည်းထားရမယ်ပြီးရင်ကိုသားသမီးရဲ့ပညာရေးကျန်းမာရေးစသဖြင့်နေရာဒီမှာလည်းသိချစွာသုံးစွဲတတ်ဖို့လိုအပ်တယ်တချို့မျိုးသမီးတွေကဒါကိုနားမလည်ကြဘူးရလာတဲ့ငွေကိုပလိုင်းပေါက်နဲ့ဖားကောက်သလိုလှုပ်တတ်ကြတယ်ဒါကြောင့်လဲမွဲတဲ့မွဲနေကြတာပေါ့အရှိကကုန်းရုံးရှာအနောက်ကနေဖဲရိုက်ကပ်ဖောက်နှလုံးသုံးလုံးထိုးပြနေကြမှတော့မွဲတာမဆန်းပါဘူးနံပါတ် 6 Respect your husband သင်ရဲ့လင်သားပေါ်မှာလေးစားမှုရှိရမယ်တဲ့ဒီအချက်ကသိရေးကြည့်တယ်လင်ရဲ့မယားရဲ့လိုဖြစ်လာရင်ချစ်သူရေးစားဘဝလောက်လေးစားမှုတွေမရှိတော့ပဲလေးစားမှုတွေလျော့သွားတတ်တယ်ကိုယ့်ရဲ့လင်သားကပေါမောက္ခကြီးဖြစ်လင်ကစားကိုယ့်ကိုယူထားတာပဲဆိုပြီးတော့တချို့မျိုးသမီးတွေကမယုံမသေးလုပ်တတ်တဲ့အမျိုးသမီးတွေရှိတယ်ရှင်ဘုရင်ကနေအောက်ခြေဝန်ထမ်းဘဝပင်ဖြစ်လင်ကစားအမျိုးသမီးရဲ့တာဝန်ရကိုယ့်ရဲ့လင်သားကိုလေးစားရမှာဓမ္မတာပါပဲကိုလင်သားကိုကိုမမလေးစားရင်ဘယ်သူကလေးစားမှာလဲအိမ်မှာမလေးစားရင်တော့လူကြားသူကြားထဲမှာတော့လေးစားရတဲ့ပုံစံတော့ပြရမယ်ခုခေတ်မျိုးသမီးတွေကအဲ့လိုမဟုတ်ဘူးလူကြားသူကြားထဲလဲဆဲတာပဲလူဆုံးပြီဆိုမှထပြီးအော်ဟစ်မယ်ပြီးရင်ငယ်ကျုံငယ်နာတွေဖော်ပြီးတော့ပြဿနာရှာတတ်ကြတယ်ဒီလိုတွေလို့တော့လင်သားကမခံနိုင်ပဲထိုးကျိတ်ပြီးတော့အများအမြင်မှာကိုယ်လင်သားကိုပဲပြစ်မြင်ကြမှာပဲတချို့မျိုးသမီးတွေဆိုရင်ကိုယ်လင်သားမကောင်းကြောင်းကိုရဲတကာရွာတကာရှောက်ပြောနေကြတာတော့တွေ့ဘူးတယ်ဒါတွေကအိမ်တော်ရှင်မကောင်းလို့ပြောလို့မရဘူးနော်နံပါတ် 9 Good mindset မိသားစုကိုတိုးတက်လို့စိတ်ရှိရမယ်တဲ့ဒီအချက်ကတော့အရေးကြီးတယ်ကိုမိသားစုတိုးတက်ရေးကိုအမျိုးသားကောအမျိုးသမီးပါထည့်တွက်ရမယ်အမျိုးသားကရှေ့ကတိုးတက်ရေးလုပ်နေတဲ့ကိုနောက်ကနေတွန်းအားပေးရမယ်အောင်မြင်တဲ့မျိုးသားတွေနောက်မှာကောင်းမွန်တဲ့မျိုးသမီးတွေရှိတယ်ဒါမှစတဲ့တိုးပြီးတော့အောင်မြင်မှာပေါ့ဒီလိုမျိုးပဲနောက်ကနေဖျက်လို့ဖျက်ဆီးလုပ်ပြီးအောင်မြင်မှုတွေနောက်နှေးအောင်လိုက်လုပ်နေတယ်ဆိုရင်အိမ်တော်ရှင်မကောင်းလို့ပြောလို့မရဘူးအမျိုးသားတွေကဒီလိုအမျိုးသမီးမျိုးနဲ့ဆိုရင်တော့သိကြတယ်ကုန်းရုံးရှာဘယ်တော့မှမပြောင်းရဘူးမွဲတဲ့မွဲမယ်ဆင်းရဲတဲ့ဆင်းရဲနေမှာသိကြတယ်နော်နောက်ဆုံးမာဂျင်တဲ့စကားလေးတစ်ခုရှိတယ်A good wife is not a boss she is a good partner ဇနီးကောင်းဆိုတာအရှင်သခင်မဟုတ်ဘူးမိတ်ဆွေကောင်းတာဖြစ်တယ်တဲ့ဒီစကားဟာသိကောင်းတယ်တချို့မျိုးသမီးတွေကအရှင်သခင်နဲ့တူတဲ့သူတွေရှိတယ်ယောက်ျားကိုကြုံလို့သဘောထားတဲ့သူတွေရှိတယ်ခင်မောကပခုံးကောင်းကောင်းနဲ့ယုံသူကပလင်ပေါ်ကနေအမိန်ပေးပြီးခိုင်းစေတတ်တဲ့သူမျိုးပေါ့ဒါအိမ်အောင်ရှင်မဆိုးလို့ပြောရမယ်အိမ်အောင်ရှင်မကောင်းဆိုတာမိတ်ဆွေလိုပဲမရှိအတူရှိအတူအေးတူဘူးအမြဖြတ်တန်းနိုင်တယ်မရှိလဲလမ်းမေးတူတူထိုင်တောင်းရဲတယ်ရှိလဲရွှေဘုံပေါ်မှာတူတူဆန်ရဲတယ်ဒါအိမ်အောင်ရှင်မကောင်းပဲနော်ကိုကတော့ကောင်းတဲ့ယောက်ျားကိုလိုချင်တယ်ကိုယ်တိုင်းကဆိုးတဲ့မျိုးသမီးဖြစ်နေရင်အိမ်အောင်ဦးစီးကောင်းကိုမမျှော်လင့်ပါနဲ့လို့ပြောချင်ပါတယ်နော်